ပါဒီနေ့မှာတော့လို့ခရိုမီတာခုံမှာဖြစ်ပါတယ်နို့ဗီဒီယိုမတင်တာကြာပြီဆိုတော့အားပေးကြပါအောင်ရှင် Roblox အကောင့်ဟိုအောင်လို့ဖြတ်လိုက်ပါပြီပေါ့နော်ဒီအကောင့်ဖြစ်သွားပြီပေါ့နော်အခုကောင်းနာမည်ကတော့နောက်တစ်ခါပြပြပါမယ်နို့အားပေးကြပါအောင်ရှင် Sakura School ဗီဒီယိုလေးလည်းတင်ပါမယ်ပေါ့နော်ဟိုကတော့ Roblox ပဲတင်ပါအောင်မယ်Sakura School ထဲမှာနောက်နေ့ကျရင်နိုးကိုယ်တိုင်စောက်ထားတဲ့နေရာလေးတစ်ခုတွားပြမယ်ပေါ့နော်။အော်ပြကြပြန်ပြီ။အခုတော့မှဒါစာရိုက်လို့မရအောင်နိုးလည်းလောက်ထားတယ်ပေါ့နော်။ဒါပေမဲ့မရပါဘူးရှင်။မရတော့လည်းမရိုက်ဘူးပေါ့နော်။နိုးလည်းတူတူစောချင် comment မှာ Roblox name လေးပေးပါပေါ့နော်လူရိုက်ရှာပြီးတော့သူစော့ပါမယ်ဒီလောက်လွယ်ရတာပါပြန်ပြကြရဆိုတော့တုံးမကြလို့ပဲပေါ့နော်နိုးSakura School ထဲမှာမတိရရှိနေလို့ရပါတယ်မခုံးတော့ကြတော့လေလက်တွေကဘယ်လိုဖြစ်နေလဲSakura School ထဲမှာနိုးတော့ပြခိုင်းတာတွေမေးထားတာတွေနိုးမပြောပြဘူးပေါ့နော်နိုးခုလည်းတိတ်မအားသေးလို့ပေါ့နော်နိုးအားရနေကြရင်တော့ပြောပြပါမယ်ရှင်ပြီးတော့နိုးရဲ့ YouTube channel မှာလည်းလိုမျိုးဗီဒီယိုအကြိုက်တင်လို့မရတာဖြစ်တယ်ပေါ့နော်အကြောင်းလို့ပါဗီဒီယိုက10စက္ကန့်နဲ့10မိနစ်လောက်ပဲရပါတယ်ရှင်အဲကြောင့်မို့လို့မတင်ဖြစ်တာပေါ့နော်လို့တင်တဲ့တစ်ခါကျအကြာကြီးပဲဗာလဲဗီဒီယိုတစ်ပုတ်30မိနစ်အလောက်ထိကြာရပေါ့နော်ပြီးအတင်မရဘူးပေါ့နော်အဲကြောင့်မို့လို့10မိနစ်ပဲရဖြစ်တယ်ဆိုတော့ကျွန်တော်ရှိုက်ပြီးတော့တင်ဖို့လုပ်မယ်လေတင်လို့မရတော့မတင်ရဘူးပေါ့နောက်ပိုင်းဗီဒီယိုအရှည်တွေကိုလေနှစ်ပိုက်တို့သုံးပိုက်တို့အဲ့လိုခွဲပြီးတင်မိမယ်ပေါ့နော်ဘာလို့လဲဆိုတော့နောက်မဟုတ်လို့ရှိရင်အကောင့်ဗီဒီယိုတင်မရဘူးပေါ့နော်နိုးနဲ့တူတူလောက်ဆော်လို့ရပါတယ်ရှင်နိုးလည်းအားပေးကြပါအောင်ပေါ့နော်နိုးရဲ့ဟိုအောက်ဆုံးဗီဒီယိုတစ်ခုမှာပေါ့နော်နိုးမေးထားတယ်ပေါ့နော်ညီမလေးလားအမလာတော့မသိဘူးပေါ့နော်။နိုးအားဘယ် YouTuber ကိုကြိုက်လေတဲ့။ Okay ပြောပြပါမယ်။နိုးအားကြတော့မမယုံ fan ပါပေါ့နော်။မမယုံကြိုက်ပါတယ်။ဟဲ့လူဖြစ်လား။မမယုံဗီဒီယိုလေးဆိုကုန်ကြည့်တယ်ပြီးရင် live တွေလည်းကြည့်ပါရှင်။ဝင်ကပါမှာတိုင်တော့ပါရှင်။လမ်းအသေးပုံလေးလုပ်ပြီးပြထားတယ်နော်ဟုတ်တယ်လို့တော့တုံးပါလားဟမ်ရောက်သွားပြီပေါ့လေရောက်သွားပြီโอเคအဲ့ဆိုရင်ဗီဒီယိုအားဒီလောက်ပါလေရှင်ဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye